ကျွန်တော်တို့ကဒီပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ကအရန်အရေးကြီးတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ပြောချင်တယ်ဗျကျွန်တော်တို့ဘလို့ပဲလှုပ်ချင်စိတ်ရှိတယ်ပြောလीပတ်ဝန်းကျင်မှာကကိုလိုမျိုးမရှိဘူးဆိုရင်နည်းနည်းခက်ခဲတယ်ဒါပါတော့ဥပမာကိုကဗီဒီယိုလေးတစ်ပုတ်ရိုက်ချင်တယ်အဲ့ဒီအချိန်မှာကိုရဲ့ပတ်ဝန်းကျင်မှာကလည်းဗီဒီယိုရိုက်တဲ့သူကမရှိဘူးဗျအဲ့ဒီဗီဒီယိုရိုက်တဲ့သူကနည်းနည်းဘေးကကြည့်ပြီးလှောင်ပြောင်ကျင်တာရှိရအဲ့ဒီခါကျတော့လေရှက်စရာကောင်းတယ်လို့ကိုပြန်မြင်တဲ့အခါမှာမရိုက်ဖြစ်တာတွေအများကြီးရှိတယ်ကျွန်တော်ကတော့ခုလောလောဆယ်တော့စူးစမ်းနေသေးပဲပေါ့နော်ပတ်ဝန်းကျင်မှာလည်းကိုလိုမျိုးတော့မရှိဘူးဒါပေမဲ့ရအောင်တော့စူးစမ်းရမယ်ပေါ့ကိုကအဲ့ဒီပတ်ဝန်းကျင်ကိုမရောက်ဘူးဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်လာပတ်ဝန်းကျင်ဖြစ်လာအဲ့ဒီပတ်ဝန်းကျင်ဖြစ်လာကျွန်တော်တို့ဖန်တီးရမယ်ဆိုတော့ဘဝမှာလေတစ်ခါလေကြာရင်ကိုတိုင်းဖန်တီးယူရတဲ့အရာတွေကနည်းနည်းတော့ခက်ခဲတယ်ဗျာခက်ခဲတယ်ဆိုပေမဲ့လည်းတနေ့နေ့တစ်ချိန်ချိန်ကြာရင်တော့အဲ့ခက်ခဲတဲ့အရာတွေကကျွန်တော်တို့အတွက်အကောင်းဆုံးသင်ခန်းစာတွေလည်းရလာမှာပါတော့မှနည်းနည်းဘယ်လိုပြောရမလဲပတ်ဝန်းကျင်อ่ะဗျာအရန်ကြီးဘယ်လိုပြောကိုလိုချင်တဲ့ပုံစံမရှိဘူးဆိုရင်အဲ့ပတ်ဝန်းကျင်ကိုနဲ့တစ်ထပ်တီးကြအောင်ဖန်တီးမယ်အဲ့ကြတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာဘာရှိလဲအဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ပြောင်းနေတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ကိုလုံးနေတဲ့အရာနဲ့ပတ်ဝန်းကျင်ကိုတွားရင်တွားဒါမှမဟုတ်ရင်အဲ့ကိုနေတဲ့နေရာရဲ့ပတ်ဝန်းကျင်ကိုပဲကိုလှုပ်တယ်လို့လိုက်လို့အောင်အဲ့ပတ်ဝန်းကျင်ကိုပြောင်းပြရမယ်ကျွန်တော်တို့နေတဲ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့အရင်လောက်ကင်နေတဲ့အရာတွေကျွန်တော်တို့ပြန်ပြောင်းပြအဲ့ဒီအတွက်ကြောင့်ကျွန်တော်စူးစမ်းနေရပေါ့နော်ကျွန်တော်နည်းနည်းလေးဒီထက်ပို့ပြီးတော့စူးစမ်းလိုက်မယ်ဆိုရင်တော့အဲ့ပတ်ဝန်းကျင်ကျွန်တော်ရလာမယ်လို့တော့မျှော်လင့်တယ် plan တော့ရှိတယ်ဒါပေမဲ့အဲ့ plan ကိုအကောင့်ထဲပေါ်ဖို့အတွက်ကလည်းနည်းနည်းလိုအပ်နေသေးရဲ့ပေါ့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေရောဘယ်လိုမြင်လဲဗျကျွန်တော်ဖြစ်လာနိုင်မယ်လို့ရောထင်ကြလားကျွန်တော်ရဲ့ comment မှာတစ်ချက်လောက်ဆွေးနွေးပြကြပါအောင်ဗျနောက်ထပ်ဘာတွေရိုက်ရမလဲဘာ content တွေရိုက်ရမလဲဆိုတာကိုလည်းကျွန်တော်အကြံဉာဏ်လေးလည်းပေးလို့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကတော့ကိုကျော်ပါခုလောလောဆယ်တော့ကယ်ရီလေးမောင်းနေပါတယ်နောက်ဆိုရင်တော့ကွန်ပျူတာသင်တန်းလေးပါလေးပြဖို့ရှိပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစောင့်မျှော်အားပေးကြပါအောင်